မနက်ခင်းမှာအဲ့ရနိုးနိုးချင်းအဲ့ရသိနေတာကနေသေးတာကိုစတင်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ပြောတာမျိုးခင်ဗျားတို့ကြားဘူးလားခင်ဗျားတို့ဘယ်လိုထင်လဲအဲ့ဒါအမှန်ထင်လားပါတင်တဲ့အမြင်ရပြောရမယ်ဆိုရင်တော့ကျွန်တော်တွေ့တော့အဲ့ဒါတကယ်ကိုအရန်ကောင်းတဲ့လေ့ကျင့်ပဲဘာလို့လဲဆိုတော့ကျွန်တော်ပြောပြမယ်နံပါတ်1ကျွန်တော်နေ့တစ်နေ့ကိုအနိုင်တစ်ခုနဲ့စရတယ်ကျွန်တော်ဒီနေ့ဘာလုပ်မယ်ဆိုပြီးတွေးထားတဲ့ဟာရှိတယ်အဲ့ဒါတွေကိုပထမဆုံးစတင်လိုက်တာကျွန်တော်ဘာလုပ်မယ်လို့တွေးထားတဲ့ဟာကိုစလုပ်ပြီးတော့အသေးဆုံးရာစပြီးပြီးသွားတာပဲအဲ့ဒါကျွန်တော်မှပထမဆုံးအဲ့ရထထချင်းမှလည်းငါလောက်ချလောက်တစ်ခုပြီးသွားပြီဆိုရင်အနိုင်တစ်ခုရရတယ်အဲ့ဒီ mindset ကကျွန်တော်တို့တော့အရန်အသုံးဝင်တယ်ကြာနောက်ထပ်ကိုလုံးမယ်လို့ဆုံးဖြတ်တဲ့အရာတွေကိုထပ်လုပ်ဖို့အချိန်ရပါတယ်ပြောရရင် momentum ရပါတယ်အနည်းဆုံးအဲ့လိုကိုလုံးဆက်ရှိရတယ်လို့ပြီးသွားတော့အနည်းငယ်လေးဘုံတော်ထဲမှာ dopamine လေးတက်လာတယ်အဲ့မျိုးပေါ့ခင်ဗျားတို့ရောဘယ်လိုထင်လဲကြာကျွန်တော်ကလူငယ်တယောက်ပါ perfect ဖြစ်နေရတော့မဟုတ်ဘူးခင်ဗျားတို့ရဲ့အကြံတွေပြောပြတာတွေဆုံးမတာတွေကို comment ထဲမှာလာထောက်ရင်ပါတယ်ကျေးဇူးပြုပြီးတော့ comment ထဲမှာကျွန်တော်မှားတယ်မှန်တယ်ဝင်ရောက်ဆွေးနွေးပြကြပါကျွန်တော်ကအမြဲတမ်းတင်ကိုအဆင်သင့်ပါဗျာတရှိကြည့်ပြတယ်ကျေးဇူးတင်ပါတယ်